皆様こんにちは。ဒီနေ့ share ပေးချင်တာက M4 ရဲ့ care တစ် care လေးဖြစ်တဲ့ eco care လေးအကြောင်း share ပေးချင်ပါတယ်။ eco care သူ့ရဲ့အဓိပ္ပာယ်လေးက ဖတ်ကြရအောင်။သူကကြောက်ပါတော့ M5 မှာပါတယ်မာရှောလေးနဲ့တူရပေါ့နော်။မာရှောရဲ့အဓိပ္ပာယ်ကလောက်ကြရအောင်ဆိုတော့လေမာရှောလေးနဲ့တူရ။ eco care သူ့ကိုဘယ်နေရာမှာသုံးလဲဆိုတော့အဖော်ညှိရဲ့နေရာတွေမှာပြီးရင်နောက်တစ်ခါတစ်ဖက်သားကိုနှိုးဆော်တဲ့နေရာတွေပေါ့နော်။ကိုယ့်ရဲ့စိတ်ဆန္ဒကိုတစ်ဖက်သားကလိုက်ရောအောင်လို့နှိုးဆော်တဲ့နေရာတွေမှာသုံးပါတယ်။ဟဲ့ eco care ရဲ့group ပြောင်းကြီးလေးကြည့်ရအောင် group 1ဆိုလို့ရှိရင် e line ကနေ o line ကိုပြောင်းပြီးဥပေါင်းခါကြီးမှန်းဆိုရင်ခါကိုဝယ်ရအောင် group 2ဆိုရင် mass ကိုဖြုတ်ရောပေါင်းထားပဲမှန်းဆိုရင်ထားပဲရောစားရအောင် group 3ဆိုရင် key မှန်းဆိုရင်ခိုရောရှိမှန်းဆိုရင်ရှိရော noun ရှိမှန်းဆိုရင် noun ရှိရောကဲ group 1လေးကိုကြည့်ရအောင်ခါကြီးမှန်းဆိုရင်ခါကိုဝယ်ရအောင်ဟာဆိုရင်အာရုခိမန်ဆိုရင်အာရုကိုလမ်းလျှောက်ရအောင်အေဆိုခိမတ်အေဆိုကိုအလင်းစလိုလောက်ရအောင်မြန်လောက်ရအောင်ပေါ့နော်အလင်းစလိုလောက်ရတဲ့ဆိုမြန်လောက်ရအောင်နာဝရှိမန်ဆိုရင်နာဝဆိုဆိုတာမျိုးပေါ့နော်ပြင်တာပေါ့နော်ပြင်ရအောင်မချိမန်ဆိုရင်မတိုးဆောက်ရအောင်အာဆိုဘီမန်အာဆိုဘကစားရအောင်ခလေးတွေပါဆိုရင်ပြောရလေအာဆိုဘကစားရအောင်ဆိုပြီးရာဆိုဘီမန်ဆိုရင်ရာဆိုမိုအနာယူရအောင်နော်ရီမန်ဆိုရင်နော်ရိုစီရအောင်group 1ပြီးသွားပြီဆိုတော့ group 2လေးကိုကြည့်ရအောင်ခါရဲ mass ခါရဲရောပြောင်းလဲရအောင် oboe mass oboe ရော mi mass mi ရောကြည့်ရအောင် group 3လေးကိုသွားမယ် ki mass ဆိုတော့ခိုရောနော်လာရအောင်ပေါ့နော် shi mass ရှိရောလောက်ရအောင်ဒီမှာဆိုလို့ရှိရင် qk shi mass ဆိုတော့အနားယူတာပေါ့နော် break time လို့သဘောမျိုးပေါ့ break time ဆိုတော့ qk ရှိရောအနားယူရအောင်နောက်ထပ် rally ကိုကြည့်မယ်ခိုင်မိုနိုနီ eco ဈေးဝယ်ထွက်ရအောင်ခိုးဝမ်းကိုစမ်းဖို့ရှိရောပန်းကြံကိုလမ်းလျှောက်ရအောင်ဒီနေ့ share ပေးသွားတာပေါ့နော် eco care သူ့ရဲ့အဓိပ္ပာယ်လေးကဖတ်ကြရအောင်သူ့ကိုဘယ်နေရာမှာသုံးလဲဆိုတော့အဖော်ညှိရဲ့နေရာတွေတစ်ဖက်သားကိုနှိုးဆော်တဲ့နေရာပေါ့နော်ကိုယ့်ရဲ့စိတ်ဆန္ဒကိုပေါ့နော်လိုက်ရောအောင်လို့တစ်ဖက်သားကိုနှိုးဆော်တဲ့နေရာတွေမှာသုံးပါတယ်今日はこれで終わりましょうまたね